ညီမဒီရုံးမှာဘာတောင်းရင်ယူထားလဲ အကောက်မှာမ ဟလာအိုးနားကဘယ်လောက်ရလဲမကြောက်ပါနဲ့မမောက်လည်းဘာမှရှင်စရာအကြောင်းမရှိညီမလေးစပင်လေးရင်းလာတယ်နော်ဒီရွှေအောင်စပင်လေးကိုလေမမရင်းနေများကြားလှပြီသိလားကပြောလောက်ရလဲနေအောင်မင်းနေတယ်ပြောလာငါဘယ်လောက်ရလဲ တသိန်း၈တောင်းပါမ တသိန်း၈တောင်းတာမန်လူတွေအတွက်ကတော့တရက်ကို2000တစ်လောက်ကို6000စားလို့လောက်ပဲမယ်ညီမလေးတို့ professional လုပ်စားနေလို့ကြာတသိန်း၈တောင်းပြင်လောက်မလဲနော်6000ဇာတိသမင်းပြင်နာတို့ခြေသေးလက်သက်ပြင်နာတို့ကုန်သွားမှာပဲပြန်တသိန်းလေးတွေရောပြင်နာပြီမပြင်ရသေးဘူးပဲအိုးလက်သေးတော့ရှိတော့ထားတာနော်မစိုးပါဟိုဖေးရအောင် ငငယ်ရဆုံးပါပါ ဖြစ်နိုင်တာပေါ့ညီမရေငါညီမရဲ့အဖေသာရှိလို့ရှိရင်ငါညီမဒီလိုလုံးမဘဲခိုင်းမလဲဒီလိုပုံမဘဲအရောက်ခံမှာမလဲအမေရောသေးပြီလား တော်တော်ဘာလို့ရှောက် နေအောင်အမေရောသေးပြီလား မသိသေးပါဘူး ဟုတ်လားနှလုံးရောက်ကပေါ့ ချောင်းစိုးသေးပါပါ ဖြစ်နိုင်လိုက်တာအဲ့လိုကြီးကြီးမားမားယောဂကိုဖြစ်နေရမယ်မောင်နှမတွေများတယ်မလား 9ရောက် အဲ့ဒါပဲအခုလိုတွန်းဖို့လောကမှာညီမလေးရဲ့အခြေအနေရက်ကလေအခုလိုဖြစ်သွားအောင်ကိုတွန်းဖို့လိုက်တာလေအာတည်းပြည့်စိတ်တက်လာတော့10သိန်းနဲ့ဘယ်လောက်တော့12သိန်းတိုးတောင်ဟုတ်တယ်မလားရှင်မနေပါနဲ့ညီမလေးဟုတ်တယ်ညီမလေးကအမစိတ်ဆိုးလို့ပြတာမဟုတ်ဘူးနော်လုံးဝနဲ့စိတ်ဆိုးဒေါသလည်းမထွက်ဘူးငါညီမရဲ့စိုးဝါရတဲ့ကံကြမ္မာကြီးဘာမှဒေါသတွေထွက်စိတ်ဆိုးလို့ပြောနေရ တော်တော်ဘာလို့ရှောက်ပြောနေလဲမင်းကလေ တော်သားပါဒီမှာစန္ဒဆိုတာလေသက်ခံနေထိုင်ရအခုလောလောဆယ်နင်းကောင်းစားဖို့နင့်မိသားစုကောင်းစားဖို့အတွက်နင်ဒီလောက်ကိုလုပ်ကြတယ်ဒါသူများအိမ်တော်ကြီးကိုဖြက်စီးတာဒုသနာတော့နော်နင်ရွယ်လေးရှိတော့လှုပ်ဆောင်လို့ရမှာပေါ့နင်အိုတော့နင်ကသုံးပါလေပြောပါဦးဟမ်နင်တတလုံးလူကောင်းစားနင်ကောင်းစားမရတော့ဘူး တော်တော်ဘာလို့ရှောက်ပြောနေလဲ ရှင်းနေရှင်းမယ်အမလီအော်ပါရဲ့ရုံးမှာအလုပ်ခေါ်ခံပြီးစပွန်ဆာတော့ပေးလိုက်တယ်ဟဲ့လားစပွန်ဆာကြီးတော့မှရှင်ကဒီရုံးမှာညှိနေတော့လားဒီချက်ချက်ကို ဘာလို့ရှောက်ပြောနေလဲ ဘာပြောမှလဲ စပွန်ဆာကြီးဒုက္ခပဲရှက်စရာကြီးကွာစပွန်ဆာကြီးညီမဒီမညီမလားကွာ ရှင်းရဘယ်မှာညှိမှာပြောတော့ဘယ်နေမှာညှိတင်နေတာပြ တော့မှမညီမအားနာလိုက်တော့ကွာ မဟုတ်ပါဘူးမမားနေပြီမမရဲ့မဟုတ်ရှာပြောနေရလဲ နင်လည်းပြောနေရလေ ညီမတို့အလုပ်ကိစ္စပြောနေ နားနဲ့ဆက်ကြားတာဆက်တဲ့တိတ်တောင်းနေတာနားနဲ့ဆက်တဲ့သားကြားတာ ကဲရှင်းပြလိုက်ကွာရှင်းပြလိုက် စူပါမီကုမ္ပဏီကလေမညီမတို့ကုန်ကြအတွက်10သိန်းတောင်းထားတယ်မမအခု12သိန်းတိုးတောင်းလို့ဆရာလာတင်ပြတာပါမမရဲ့ ဟုတ်တယ်တရုံးလုံးသိတယ် ဘယ်ကုမ္ပဏီကတောင်းတာ စူပါမီ ကဲရှင်းပြမယ်ကဲကျွန်မဆရာတောင်းပါလေနော်တော်ရတယ်တောင်းပါမယ် ညီမရေမငိုပါနဲ့အမစိတ်ဆိုးနေနော်ညီမလေးကဒီငိုလဲလာတာပဲစပင်းလေးကအရန်လာတာပဲနော်ဘယ်မှာဆိုးတာလဲမသိ sorry ပါညီမရေမမကလည်းလေဟိုရာသီဥတုကလည်းနည်းနည်းဖောက်ပြန်နေတယ်ဟိုတငယ်နာလည်းမစင်ဘူးနားလည်းတိတ်မကောင်းတော့လေအပျော်ပေါ့အားလုံးပဲသွားလိုက်မယ်နော်ဟိုလမ်းကြုံလို့ဈေးဝယ်နေလေဝင်လာခဲ့တာညချသွားမယ်နော်ညနေကျတော့စောပြန်ခဲ့တိလားသွားပြီချစ်လေးကြီးအယူကနေသွားတယ်